သူများတပိတ်တာကိုဘယ်လောက်တုံးရောင်းနေကြတာတပိတ်တာကို1000လား2000လားဟုတ်ရှင်ပါတပိတ်တာ20တော့3200ပေးစီတရရှာစီဟို50စီဆို33အဲ့လိုဒါပေမဲ့ဟိုအခုဒီတစ်စိတ်ကထပ်ပြီးတော့ရောင်းတာကျွန်မကျတော့4500အနည်းဆုံး9500 6000ကြီးရန်ကုန်ဈေးကွက်ဆို9500နဲ့6000ရှိတယ်တပိတ်တာနဲ့တပိတ်တာ20တပိတ်တာ20သားဆိုလို့ရှိရင်ထားပါတော့ဟိုက2 kg ပဲထားပါတော့အေးပါ2 kg ပဲထားပါတော့အမားတို့ဥစ္စာကကျတော့အဲ့လည်းကြိုက်ရဘာလို့လဲတမျိုးခုရောင်းနေစီကြိုက်လားတဲ့ကြိုက်လားကြိုက်တယ်အဲ့ဆိုရင်1 kg ကိုလေအဲ့ဆိုသမီးဟိုက2 kg လေဟိုက2 kg ချောင်းသူတို့3000သူတို့9000သူတို့ငပေးက9000လားသူတို့ပေးကြ3000နဲ့200 2 kg လေအဲ့ဒါ2 kg လေအမတို့က1 kg ကိုအဲ့ဒီရှိနေ3000နဲ့ရတယ်ဆရာမတော့ဟိုအိုကီဘူးကြီးတွေလိုမျိုးနဲ့တွားပြီးတော့ထဲလိုက်ရင်အိုကီဘူးကြီးကနှစ်ခုအစားပေးကြတယ်ဟုတ်တယ်အဲ့ကျတော့ဟိုကသူတို့လိုအထုံးနဲ့မသွားတော့ high quality ကြတော့ဘူးနဲ့ပဲပြန်ပေါမှာကိုဆရာမဟုတ်တယ်လို့ဘူးတွေနဲ့သွားမယ်ပုံတွေနဲ့သွားမယ်ပြီးတဲ့ခါကျလို့ရှိရင်အမပြောပြမယ်ဟိုပါပေါ့သူတို့ရဲ့2 kg ကကိုယ့်ရဲ့1 kg လောက်ပဲတော့ရှိတာတကယ်တမ်းကျជីကျွတ်အားညှုပ်အားသူကအမုံနဲ့ပွားလာတာဟုတ်တယ်ဒီကတော့ဈေးကွက်ရှိတဲ့သူပြောပြရင်ဆိုတာနားလဲပါဟုတ်တယ်တွေ့တယ်ဘယ်ဥစားလဲကျွန်မတင်တန်းသူတယောက်ကတန်စီမရှိတဲ့ teacher ရဲ့ဆိုလို့တန်စီမတောင်းမယ်ဘယ်လိုတန်စီမရှိမှာတန်စီမရှိရပေါ်ပဲရှိမှာအဲ့ဒါကိုခက်တီတီနဲ့ကြွားလဲတော့မွေးတာကိုကြီးလောက်ပါဦးကိန်းလောက်ပါဦးဟိုဘက်သွားပြီးတော့အဲ့တော့တန်စီမကျွန်မလည်းတော့မွေးတယ်တော့ကျွန်မလည်းတော်သေးရဲ့ဟိုစောင်းနေဝင်လာပြီဆိုတော့တင်ကြီးစေးထက်ကိုတင်ကြီးစေးဖက်လဲသွားလို့တော့ရမယ်ဒါပေမဲ့ကိုကမသွားနိုင်တော့တဲ့ခါကျတန်စီနဲ့မျက်နဲ့ချင်းစိမ့်တန်စီနဲ့မျက်စောင်းထိုးဟိုဘက်လမ်းမှာဖျားလမ်းပဲပေါ့ဖျားလမ်းတော့ဟုတ်တယ်နော်အဲ့ဒီမှာရှိတယ်အဲ့ဒါကိုမှဂိမ်းပုံးလေးရှိအောင်မယ်လေဟို2 kg 3 kg ထည့်ချင်တဲ့ဂိမ်းပုံးလေးအဲ့ဒီဂိမ်းပုံးလေးလည်းအတူတူပဲကိုကလည်းလေတိတာကိုကလည်းလေဟိုဗာလဲပစ္စည်းကိုရောင်းရင်လည်းဈေးမြင့်တဲ့ဥစ္စာရောင်းတယ်ကိုသွားမင်းလည်းဈေးမြင့်တာတွေနဲ့တူတယ်ဘာကြောင့်လဲဆိုတော့ခါကြတော့ပလဲပေါက်ဆိုတော့လှသွားတယ်လေတိလားပုံရပလဲပေါက်ဆိုလာတော့ဟဲ့ငါပုံတစ်လုံးနဲ့3000လောက်ရှိနေတဲ့ဥစ္စာကိုသူတို့ကဘယ်ဈေးတွေနဲ့ရောင်းနေတာတုန်းမဟုတ်တိလားအဲ့လိုလေးရှိရတိလားအဲ့ဒါတော့ဟိုတွေးခဲ့တယ်ပလဲပေါက်ရှိရဲအခုအမောက်ပလဲပေါက်ရှိရဲဆိုတာလေရောင်းတာမဟုတ်ဘူးအဲ့ဒီမှာဝင်မေးတဲ့ခါကျတော့ကျမဝင်မေးပြီးလို့ရှိရင်ပါဇက်နေဒီတိုင်းမေးပြီးဒီတိုင်းထွက်အာနာတယ်ကျမအားကြောင့်နမူနာလေးတွေဆိုတဆွဲလေးတွေဝယ်လာခဲ့တာအဲ့ဒါလေးတွေအဲ့မှာတင်တန်းသားလေးကိုပြပေးနေတာပြပေးတာပေါ့လေဒီမှာဒီလိုရှိတယ်ပေါ့အိမ်မှာဒီတိုင်းထုတ်လိုက်ကြည့်ပေါ့